နော်ကုသိုလ်ကြီးဒါနကြီးဆိုတာလေပတ်စံလေးတအားချမ်းသာနေမှာမဟုတ်ဘူးအချိန်တိုင်းမှာကုသိုလ်လုပ်လို့ရတယ်အဲ့ဒါလေးတွေကိုကိုယ်တဲ့ငယ်တဲ့မတိတဲ့သမီးငယ်သားငယ်လေးတွေညီမလေးတွေကိုပြောပြချင်လိုက်တာပြောပြမယ်နော်လုပ်လို့ရတယ်အိမ်ထဲမှာကိုမနဲ့မိုးလင်းကြီးမျက်စိနှလုံးပွင့်လာတယ်ကိုရေတောက်မယ်ကိုတော်ကိုဘက်ကိုရေတောက်ဖို့တတိယသေးတာပဲလေနော်ကိုကြည်ညိုတဲ့မျက်ဖျားကိုတောက်တော်ရည်လေးကတ်ဖို့ဆိုတောက်တော်ရည်မကတ်ခင်ကိုမျက်နှာရင်မတစ်ဘူးလားမျက်နှာရင်တစ်မယ်မျက်နှာတစ်တော်ရည်လေးကတ်မယ်ကိုလိုပဲလေကိုမကတ်ရင်ဦးဖျားလေးဖျားကိုကတ်မယ်တောက်တော်ရည်လေးကတ်မယ်ရေတော့အိမ်တိုင်းမှာရှိပါလိမ့်ကွယ်နော်ရေကတ်လို့ရတယ်ဒီတဲ့တက်နိုင်ရင်တက်နိုင်တယ်လို့ကျမတို့စွန့်ပန်းရချမ်းစီမီကိုတက်နိုင်တဲ့အနေအထားလေးနဲ့ကိုတရားလေးကမုံမြတ်ထက်သန်နေဖို့ကိုရှိရဲ့တိုင်းတာလေးနဲ့ပမာဏများနေဖို့ပဲလိုတာလေနော်အရန်ချမ်းသာရဲ့လူနေနဲ့နှိုင်းရှင်ပြီးတော့စိတ်ဝမ်းနည်းနေစရာမလိုဘူးညောင်စည်းလောက်လူရင်ညောင်ပင်ကြီးလောက်ရတယ်ဆိုတဲ့ဟာကိုခေါင်းထဲမှာနှလုံးသွင်းပြီးတော့ကိုမှရှိတော့အမုံမြတ်ဆုံးလူမယ်ကိုမစားရင်ဦးပြပြလို့လေဘလို့အစားတောက်လေးပဲရလာကိုရင်စားဖို့တတိမရနဲ့လေမြက်ဖျားဆိုတာခေါင်းထဲမှာထည့်ထားဖျားကိုဦးပြပြကတ်မယ်လူမယ်နော်နောက်တစ်ခါကုသိုလ်မြက်ဖျားရဲ့ဒီကျောင်းဆောင်မြက်ဖျားကိုယ်တိုင်သတင်းသုံးနေရလို့ထင်ပြီးတော့ဟလာအဲ့လိုနှလုံးသွင်းပြီးတော့မြက်ဖျားရဲ့နေရာထိုင်နေတန့်ရှင်းဝရဝစားလုပ်မယ်မြက်ဖျားကိုချိုးရတော်လေးတွေပူဇော်မယ်မြက်ဖျားရဲ့အသုံးဆောင်ပစ္စည်းလေးတွေကိုတန့်ရှင်းဝရဝစားကုသိုလ်လုပ်မယ်နော်ဒါကဖျားနဲ့ပတ်သက်တဲ့ကုသိုလ်နော်တရားနဲ့ပတ်သက်တဲ့တရားဓမ္မတွေကိုလိုက်နာမယ်ကျင့်သုံးမယ်ပွားများမယ်အားထုတ်မယ်နော်အဲ့တရားဓမ္မလေးတွေကိုဓမ္မသူတွေကိုပြန်ပြီးမျှဝေမယ်ဓမ္မနဲ့ပတ်သက်တဲ့ကုသိုလ်တန်ခါနဲ့ပတ်သက်တဲ့ကုသိုလ်တန်ခါတော်အရှင်သူမြတ်ဒီတန်ခါတော်အရှင်သူမြတ်တွေကမြတ်ဖျားရဲ့အဆုံးအမတွေကိုပြန်လည်ပြီးတော့ကိုယ်တိုင်ကျင့်သုံးမယ်ကိုယ်တိုင်ကျင့်သုံးပြီးတော့ပြန်လည်ပြီးတော့ထိမ့်သိမ်းဆောက်ရှောက်မယ်မျှဝေနေတဲ့တန်ခါတွေပါလို့နှလုံးသွင်းနော်ကိုယ်တိုင်နဲ့ကျင့်သုံးနေထိမ့်သိမ်းဆောက်ရှောက်ပြီးတော့မျှဝေနေတဲ့တန်ခါတော်တွေကိုကိုကတ်မယ်နော်စွန့်ကြောင်းစေးတင်ငန်းပစ္စည်းလေးပါကိုနိုင်တာလေးပေါ့ကွယ်ဆုံးလေးတစ်စုံလောင်းနိုင်ရင်ဆုံးလေးတစ်စုံပေါ့နော်အဲ့ဒါဘုရားတရားတန်ခါနဲ့ပတ်သက်တဲ့ကုသိုလ်ဟောပြီးမိဘနဲ့ပတ်သက်တဲ့ကုသိုလ်မိဘနဲ့ပတ်သက်တဲ့ကုသိုလ်ကတော့လက်ငင်းချက်ချင်းတကယ်အကျိုးပေးတယ်နော်မိဘနဲ့ပတ်သက်တဲ့ကုသိုလ်တွေမှာအများကြီးပြီးဆရာသမားနဲ့ပတ်သက်တဲ့ကုသိုလ်ဆွေမျိုးနော်ပြီးကိုလက်အောင်နေတာလေးတွေနော်ကိုအိမ်မှာရှိတဲ့သူလေးတွေဆင်းရဲနှံပါတဲ့သူ